အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူက YouTube channel လေးကနေကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမားဒီအားလုံးကိုမင်္ဂလာပါလို့ဥစွာနဲ့ပုံဆက်ရင်ကျွန်တော်ရဲ့ live show လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုဒီမားဒီအားလုံးပဲဒါနားလည်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမားဒီအတွက်ကိုဒါ18ရက်နေ့အားလုံးပဲဗုဒ္ဓဦးနေ့ရဲ့မနက်စီအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတယ်။ live show လေးဖြစ်ပါတယ်ဒါဒီအင်္ဂါနေ့နေ့မှာတော့ကျွန်တော်ရဲ့ကိုဒီမားဒီအဆင်မပြေခဲ့ဘူးမနက်စီမှာတော့ဒဲမိန်နဲ့3-5ကိုအဆင်ပြေခဲ့တယ်ညနေစီမှာတော့ကျွန်တော်ရဲ့အကူတွေမားနေအဆင်မပြေခဲ့ပါဘူးဒါကြောင့်မို့ကျွန်တော်ရဲ့အကူတွေမားနေအားလုံးကိုဗုဒ္ဓဦးနေ့ရဲ့မနက်ညနေကုန်မှလည်းဒီအင်္ဂါနေ့ကလို့ပဲအ ਨੇ ဆုံးထရီမီနဲ့ရအောင်ဒီလောက်ထရီမီနဲ့ပေါက်အောင်ကြိုးစားပေးခဲ့မယ်နော်နှစ်ချိန်သုံးမပေးနိုင်ရင်တော့မှဒီလောက်ထရီမီနဲ့ရအောင်အကူဒီမားတွေအားလုံးကိုကြိုးစားပေးသွားပါမယ်ကဲဝင်လာပြီဆိုရင် comment လေးမှာမင်္ဂလာပါမန်းပါလက်မလေးတွေမနှိပ်ကသေးရင်လက်မလေးတွေနှိပ်ပါ channel ကို subscribe မနှိပ်ကသေးတဲ့ချစ်မိတ်ဆွေအကူဒီမားတွေလူသစ်မိတ်ဆွေတွေက channel ကို subscribe နှိပ်ပါကဲအားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့အကူဒီမားတွေအားလုံးပဲဒါနော်ဗီဒီယိုဖိုင်လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကဲလက်မလေးတွေမနှိပ်ကသေးတဲ့ချစ်မိတ်ဆွေအကူဒီမားတွေလက်မလေးတွေနှိပ်ပါကျွန်တော်အခုခေါ်ပေးမဲ့ဝမ်းချင်းလေးတွေကတော့အကူဒီမားတွေကလနာပင်ကြနော် trade ထတာရှိတဲ့ကြားကြတာရှိတဲ့ဝမ်းချင်းလေးနဲ့ main ကွက်လေးတွေကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကဲအားလုံးက live ပြီးတော့မှတ်မယ် ready ဖြစ်ပြီလားအားလုံးပဲကဲ live ပြီးတော့မှတ်ပါ18ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်မှာအားလုံးပဲထီထီမိမိနဲ့ဆောရမဲ့ဝမ်းချင်းကျွန်တော်ကြိုက်ဆုံးဝမ်းချင်းကတော့28ဝမ်းချင်းပါနှစ်ပါရင်8ပါရင်ပါနည်းနည်းပတ်သက်လို့ရှိရင် main ကွက်ရှင်းနဲ့ပတ်သက်လို့ရှိရင် main ကွက်တွဲသွားပြီးမယ်နည်းနည်းပတ်သက်ရင်အားလုံးပဲနှစ်3ညရေနှစ်4ရေနှစ်ခွန်ရေနှစ်6ရေလိုက်မှတ်ပေးပါတကွက်ကောင်းလေးလဲပါပါမယ်နည်းနည်းပတ်သက်ရင်ကျွန်တော်ရဲ့ကူရီမားတွေအားလုံးပဲနှစ်3ညနှစ်4နှစ်6နှစ်ခွန်ဒီနည်းနည်းပတ်သက်ပြီးတော့ main ပဲဖြစ်ပါတယ်ရှင်းနဲ့ပတ်သက်လို့မပတ်နိုင်ဘူးမောင်လေးရဲ့ main ကန်းတွေပေးပါဆိုတဲ့ကူရီမားတွေအတွက်ကိုအားလုံးပဲရှင်းနဲ့ပတ်သက်ရင်အားလုံးပဲ80 84 8ခွန်8ကိုဒါဒီကျွန်တော်ရဲ့ကူရီမားတွေအားလုံးပဲchannel ပတ်သက်ပြီးတော့ main ပါ like ပြီးတော့မှတ်ပေးပါအပန်းမကြီးရင် comment လေးမှာမှန်ပါဗုဒ္ဓဦးနေ့ရဲ့မနက်ညနေကုန်မှလည်းမနက်စီမှာအဆင်မပြေအောင်ကြိုးစားပေးနိုင်ရင်တော့ညနေစီမှာလုံးဝထထမိမိနဲ့ရအောင်ကြိုးစားပေးခဲ့မယ်နှစ်ချိန်စလုံးအကူတွေမားတွေကိုအဆင်ပြေအောင်မကြိုးစားပေးနိုင်ရင်တော့ဒီလောက်ထထမိမိနဲ့ရအောင်ပေးသွားခဲ့မယ်လို့ကျွန်တော်ဘက်ကနေပြီးတော့အကူတွေမားတွေကိုပြောချင်ပါတယ်ဒါအင်္ဂါနေ့ရဲ့ဒါနေကုန်မှလည်းမနက်စီမှာတော့အကူတွေမားတွေ35ဆိုတဲ့ခဏကိုတဲမိန်နဲ့မိခဲ့တယ်ညနေစီမှာတော့အဆင်မပြေခဲ့ဘူးဒါကြောင့်မို့ကျွန်တော်ရဲ့အကူတွေမားတွေအားလုံးကိုဗုဒ္ဓဦးနေ့ရဲ့မနက်မှာလည်းအဆင်ပြေနိုင်အောင်မဲ့ကဏ္ဍလေးတွေကိုကျွန်တော်ရွေးချယ်ပေးထားတယ်အကူဒီမားတွေအဆင်ပြေအောင်လို့လည်းကျွန်တော်ဒီမျှဝေပေးခဲ့မှာဗုဒ္ဓဦးနေ့ရဲ့မနက်ညနေကုန်မှာလည်းအခုဗီဒီယိုပိုင်းလေးကတော့မနက်စီအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဗျကဲအားလုံးပဲရှင်းတဲ့ပတ်သက်လို့ main ကဏ္ဍကိုနှစ်နဲ့ပတ်သက်လို့ main ကဏ္ဍပြောပြလိုက်ပြီးတောင်းလုံးအပြီးပေါက်အခွေဒီ9-5ခွန်အပြီးပေါက်အခွေဖြစ်ပါတယ် live မှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးခဲ့ပါရှင်းတဲ့ပတ်သက်လို့ကျွန်တော်ရဲ့အကွေတွေမားတွေ main ကဏ္ဍဒီ sorry ကိုနဲ့ပတ်သက်လို့ကျွန်တော်ရဲ့အကွေတွေမားတွေအားလုံးပဲဒါနော် sorry အကွေမားရအောင်ပဲတောင်းလုံးပြီးပေါ့အခွေရတော့ကျွန်တော်ရဲ့အကွေမှာကျွန်တော်ကိုနဲ့ခွေထားပြီးတယ်တောင်းလုံးပြီးပေါ့အခွေဒီ9-5ခွန်9ခွန်5ဆိုတဲ့တောင်းလုံးအပြီးပေါ့အခွေပါ live မှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပါလက်မလေးတွေမနှိပ်ကသေးတဲ့ချင်းမိတ်ဆွေအကွေမားတွေလက်မလေးတွေနှိပ်ပါ channel ကို subscribe မနှိပ်ကသေးတဲ့လူသက်မိတ်ဆွေတွေက channel ကို subscribe နှိပ်မယ်အခုဗီဒီယိုဖိုင်လေးကိုလည်းအားလုံးက share တဲ့အကူတွေမားတွေကအများမြင်အများတွေ့အောင်လို့ share တဲ့အကူတွေမားတွေက share ပြီးမျှဝေတဲ့အကူတွေမားတွေကမျှဝေပြီးအားလုံးပဲတကွက်ကောင်းလေးလာမယ်ရှင်းတဲ့ပတ်သက်လို့ကျွန်တော်ရဲ့အကူတွေမားတွေတကွက်ကောင်းဒီ86ပါနှစ်နဲ့ပတ်သက်လို့ကျွန်တော်ရဲ့အကူတွေမားတွေတကွက်ကောင်းဒီ29ပါ live မှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါနှစ်နဲ့ပတ်သက်လို့ရှိရင်တကွက်ကောင်း29ပါရှင်းတဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကမှတကွက်ကောင်း86ပါကဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုရနာပါတော့မယ်အမှန်တကယ်အားပေးတယ်ဆိုတဲ့ကိုရီမားတွေလက်မလေးတွေနှိပ်ပြီးတော့အားပေးခဲ့မယ်ကဲကျွန်တော်ရဲ့ဗီဒီယိုမှာလာရှိုးလေးကိုအစားဆုံးယူပြီးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးပဲစေချင်တာချင်းကိုရီချမ်းမချင်းမနဲ့ပြေဆုံးနိုင်ကြပါစေလုံးစလိုက်မလေးပြေးဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထာဝရကိုစီပန်နိုင်ကြပါစေလို့ကျွန်တော်ကိုကြွသူအားမဆုံးကောင်းတောင်းပေးလိုက်ပါတယ်ကြအားလုံးပဲကိုလက်ပါကံကောင်းကြပါစေဗျ